ညီကိုရအောင်ပဲမင်္ဂလာပါကျွန်တော် DS Sport YouTube channel နဲ့ဒီ TikTok channel နဲ့ဘော်ရရလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ် brother ကျွန်တော်ဒီနေ့မှာကျွန်တော်ဒီ Europa League နဲ့ Conference League တွေပဲရှိမယ်ကျွန်တော် Europa League တန်းကမှကျွန်တော်ဈေးကွက်အရကျွန်တော်ကြိုက်တဲ့ကျွန်တော်၃ဘွဲလောက်ကိုကျွန်တော်လိုတိုရှင်းအနေနဲ့ကျွန်တော်ရွေးထုတ်ပေးပါမယ်ဒီပထမဆုံးအနေနဲ့ဒီကျွန်တော်ရဲ့ YouTube channel လေးကိုဒီ like ကျွန်တော်တို့ဒီ like subscribe လေးမလုပ်ရသေးဘူးဆိုရင် like subscribe လေးလုပ်သွားဖို့မမေ့ပါနဲ့လို့ကျွန်တော်မျှော်လင့်မိပါတယ်ကျွန်တော်ဒီနေ့မှလည်းကျွန်တော်ဒီပွဲစဉ်တွေတဲကမှကျွန်တော်ကြိုက်တဲ့ပွဲစဉ်လေးတွေကိုကျွန်တော်ရဲ့ဒီ Telegram channel လေးထဲမှာကျွန်တော်တင်ပေးမယ်၄သိန်းတကက်လောက်လဲကျွန်တော်အကောင့်မွေဆုံးအနေနဲ့ကျွန်တော်တင်ပေးမယ်ဒီကိုတို့ဒီစိတ်ဝင်စားရင်လာရောက် join ပေးဖို့ကျွန်တော် page ကိုကျွန်တော်ဒီ comment မှာလည်းကျွန်တော်လင်းချပေးထားတယ်ဟုတ်ပြီ brother တို့ကျွန်တော်တို့စရအောင်ပထမဆုံးပွဲစဉ်အနေနဲ့ကတော့ကျွန်တော်ဒီညကျွန်တော်အစောပိုင်းပွဲစဉ်မှာကျွန်တော်ည12:55မှာကစားမယ်ကျွန်တော်တို့ဒီဘောလုံးညာနဲ့ရိုမာအခုလက်ရှိကျွန်တော်ဒီအီတလီအသင်းကျွန်တော်ထိတ်တိုက်တွေ့ဆုံခဲ့ပွဲပေါ့လက်ရှိကျွန်တော်တို့ရိုမာကဒီအဝေးကွင်းကနေပဲ level အရှုံးပေးထားတယ် level 30ပေးထားတယ်ကျွန်တော်တို့ဂိုးပေါင်းဈေးက2.20ဆိုပြီးတော့ကျွန်တော်တို့ဈေးနဲ့တစ်ရက်ကိုပေးထားတယ်ဒီဈေးတန်းလေးကြည့်ရမယ်ဆိုရင်တော့မှအခုလက်ရှိကျွန်တော်တို့ဒီပြည်တွင်းမှာကျွန်တော်ဒီပြည်တွင်းမှာတွဲခဲ့တုန်းကဆိုရင်တော့မှကျွန်တော်တို့ဒီလက်ရှိမှာ level 50လောက်ရိုမာကပေးခဲ့ပြီးမှ2.50ဆိုပြီးဈေးနဲ့တစ်ရက်ပေးခဲ့တယ်အဲ့ဝက်စစ်မှာဆိုရင်ရိုမာကကျွန်တော်1စီးဆိုလဲရလက်နဲ့တော့နိုင်ခဲ့တယ်အခုလက်ရှိဒီပေးထားတဲ့ဈေးတန်းအရာဒီနှစ်သိန်းလုံးရဲ့ဒီတင်းဖောင်အရာကြည့်ရမယ်ဆိုရင်တော့မှအခုလက်ရှိဘောလုံးညာနောက်ဆုံးကစားခဲ့တဲ့ဒီပွဲစဉ်မှာဆိုရင်တော့မှအောက်ဆုံးကအတင်းဖြစ်တဲ့ဗီရိုနာကိုမှကျွန်တော်တို့ဒီ1-2ဆိုတဲ့သူရလက်နဲ့ဒီအိမ်ကွင်းကနေပဲသူရှုံးခဲ့တယ်ပြီးတော့ကျွန်တော်ရိုမာကိုကြည့်ရမယ်ဆိုရင်တော့ရိုမာကလည်းကျွန်တော်တို့ဒီအဝေးကွင်းကနေမှဒီ2-1ဆိုတဲ့ရလက်နဲ့ကျွန်တော်တို့ဒီဗီရိုနာကိုတော့သူရှုံးခဲ့တဲ့အထဲမှာတော့ရှိတယ် brother တို့ဒီလိုအောင်တော့သူရှုံးခဲ့တယ်လက်ရှိဒီနှစ်သင်းလုံးကဒီပေးထားတဲ့ဈေးတန်းကနည်းနည်းလေးတော့ထူးဆန်းတယ်လို့ပြောလို့ရတယ် brother တို့သိတဲ့အတိုင်းပဲကျွန်တော် Europa League ဆိုတာကလည်းကျွန်တော်ခြေကျွမ်းကိုပဲကြည့်ရမှာဒီဈေးကွက်ကိုပဲကြည့်ရမလားဆိုတော့ကျွန်တော်နည်းနည်းလေးတော့ဒီစဉ်းစားစရာအပိုင်းလေးတွေမှာတော့ရှိတယ်ဒီတစ်ချက်ကိုကြည့်ရမယ်ဆိုတော့အခုလက်ရှိကျွန်တော်ဘောလုံးညာကလည်းဒီအခုလက်ရှိမှာဆိုရင်ဒီအမှတ်ပေးစရာအရာကြည့်ရမယ်ဆိုရင်တော့မှကျွန်တော်ဒီအမှတ်ပေးပြည်တွင်းလိမှာဆိုရင်တော့မှအခုလက်ရှိမှာကဘောလုံးညာအနေနဲ့ကအခုလက်ရှိအဆင့်8မှာရှိတယ်ကျွန်တော်ဒီ28ပွဲကစားတယ်ကျွန်တော်17ပွဲလောက်ထိနိုင်တယ်6ပွဲသက်ရင်လည်းကျွန်တော်ဒီ17ပွဲလောက်ထိသူရှုံးထားတယ်ကျွန်တော်အခုလက်ရှိပါဆိုတော့မှဥရောပဝင်ဝင်ရဖို့အတွက်ကိုမှသူ့အနေနဲ့တော်တော်လေးကိုဝေးကွာနေပြီလို့ပြောလို့ရတယ်ကျွန်တော်ကတော့မဖြစ်နိုင်တော့ဘူးလို့တော့ကျွန်တော်ယူဆမိတယ်ဟိုအဓိကညီကိုတို့ဒီနှစ်ဒီရာသီမှာတတိထားမှာကကျွန်တော်တို့အီတလီအသင်းတွေကကျွန်တော် UCL မှာလည်းထွက်ခဲ့ရပြီအဲ့အတွက်ကြောင့်သူတို့ဒီကမ်းမဲ့ပွဲနေလို့ကျွန်တော်တို့ဒီ Europa League နဲ့ကျွန်တော်တို့ဒီအမှတ်ပေးကျွန်တော်ပြည်တွင်း League တွေပဲရှိမယ်အဲ့တစ်ချက်လေးတော့ရှိမယ် brother တို့လက်ရှိရိုမာကလည်းအခုလက်ရှိမှာဆိုကျွန်တော်ဒီ Conference League နာမှာရောက်နေပြီကျွန်တော်28ပွဲကစားတယ်ကျွန်တော်ဒီ16ပွဲနိုင်တယ်3ပွဲတည်ရင်လည်းကျွန်တော်9ပွဲလောက်တည်သူရှုံးထားတယ်ဆိုတော့ကျွန်တော် Europa League ပေါ့ Europa League ဝင်ခွင့်မှာတော့ရနေပြီသူ့အနေနဲ့ဒီဥရောပဝင်ခွင့်ရဖို့အတွက်ကိုတော့သူတေချာလေးတော့သူစူးစမ်းပြီးကန်ရမယ်လို့ကျွန်တော်ယူဆမိတယ်ဘာလို့လဲဆိုတော့အခုလက်ရှိမှာကိုမိုနဲ့ကလည်းအမှတ်တူပဲကျွန်တော်ဒီကိုမိုကဒါဒီဂိုးပေါင်းအရာတာနေလို့ကျွန်တော်အခုလက်ရှိမှာအဆင့်လေးနေရာကိုရောက်နေတယ်ဒီလက်ရှိဒီ Roma အနေနဲ့သူကန်ရမှာဆိုတော့ကျွန်တော်ဒီအစင်လာအရမှာဆိုရင်တော့မှ brother တို့ဒီသိတဲ့အတိုင်းပဲကျွန်တော်ဒီ Europa League မှာက Roma ကအနည်းဆုံးဒီရှုံးထွက်အဆင့်ရောက်မရောက်ရင်တော့မှသူ့အနေနဲ့ final အဆင့်လောက်ကတော့ရောက်တယ် brother တို့ဒီအဲ့ရနှစ်တိုင်းပဲเนาะအဲ့တစ်ချက်ကိုတော့ဒီ brother တို့ဒီတတိပြုကိုကျွန်တော်လိုအပ်တယ်အခုလက်ရှိဒီပေးထားတဲ့ဒီဈေးတန်းအရမှာဆိုရင်တော့မှဒီ body ဈေးတန်းအရကကျွန်တော်ကတော့ဒီဈေးကွက်ကပျော့ပြောင်းနေလို့ကျွန်တော်ယူဆမိတယ်ဒါကျွန်တော်ရဲ့အယူအဆအရပဲဟုတ်ပြီလက်ရှိတော့ဘောလုံးညာကလည်းအခုလက်ရှိပါဆိုရင်ဒီအသင်းကိုဒီလိကိုပဲသူတေချာလေးတော့သူကစားလိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်ဒီပေးထားတဲ့ဒီဈေးကွက်ဈေးတန်းအရာမှာဆိုရင်တော့ဘောလုံးညာရဲ့ဒီနောက်ဆုံးကစားခဲ့တဲ့ဒီပွဲစဉ်တချို့မှာဆိုကြည့်ရမယ်ဆိုရင်တော့ဘောလုံးညာကျွန်တော်ဟဲလက်ဖီရိုနောက်ကိုမှ1-2ဆိုရလက်နဲ့သူရှုံးတယ်ကျွန်တော်ဒီ Europa League ကျွန်တော် final stage မှာလည်းသူဟိုအိမ်ကွင်းကနေမြာဒီ brand ကိုမှနိုင်ခဲ့တယ်ဒီ Udinese ကိုလည်းအိမ်ကွင်းကနေပြီးသူ1စီးနဲ့နိုင်ခဲ့တယ်နောက်ဆုံးဒီဘောလုံးညာကျွန်တော်တို့အိမ်ကွင်းမှာဆိုရင်ဒီနှစ်ပွဲလောက်ထိရောဂိုးပေါင်းအောက်ထိတော့သွားထားတယ်ဒီပေးထားတဲ့ဒီဈေးကွက်ဈေးတန်းအရင်220ကတော့ကျွန်တော်ကတော့ဂိုးပေါင်းဈေးကိုရှောင်လိုက်မယ် brother တို့ကျွန်တော်ဒီပွဲစဉ်ကိုတော့ကျွန်တော်ဒီ body ကိုပဲကျွန်တော်ရွေးချယ်ကြည့်ခြင်းနဲ့ကျွန်တော်အနည်းဆုံးကျွန်တော်ဒီပွဲစဉ်ကိုတော့ဒီအနည်းဆုံးကျွန်တော် level 30လောက်ရင်းပြီးပဲကျွန်တော်ဒီ Roma body ကိုပဲကျွန်တော်ရွေးချယ်ကြည့်ချင်ပါတယ်ညီကိုတို့အကြိုက်တူမှသာ like ဆော့ပါကြိုက်မတူဆိုရင်ဆုံးဖြတ်ချက်တိုင်း back ကစားနိုင်တယ်ကျွန်တော်ဒုတိယပွဲစဉ်ကတော့ကျွန်တော်ဒီ Celta Vigo နဲ့ Lyon အခုလက်ရှိဒီ Celta Vigo ကကျွန်တော်တို့အိမ်ကွင်းကနေမှ level ကိုမှအနှုတ်85ဆိုပြီးပေးကြတယ်ဂိုးပေါင်းစင်းက2.85အဲ့ဒီဈေးတိုင်းအရာကြည့်ရမယ်ဆိုတော့မှအခုလက်ရှိ Celta Vigo နဲ့ Lyon ဆိုတာကလည်းကျွန်တော် Lyon ကလည်းအခုလက်ရှိမှာကျွန်တော်တို့ဒီ league အဆင့်မှာဆိုရင်တော့မှကျွန်တော်တို့ဇယားထိပ်ဆုံးရောက်ခဲ့တယ်ဒီအဆင့်1နဲ့အဲ့ဒီအတွက်ကြောင့်သူဒီအဆင့်ကိုရောက်လာတယ် league အဆင့်10ပွဲမှာလည်းသူ Real Betis ကိုပဲသူရှုံးခဲ့တာသူကျန်တဲ့9ပွဲလောက်ထိသူနိုင်ထားတယ်
ဒီတစ်ချက်ကြည့်ရမယ်ဆိုတော့အခုလက်ရှိဒီချန်ပီယံလိဝင်ခွင့်ရဖို့အတွက်ကိုမှမျှော်လင့်နေရတော့ပဲပြောလို့ရတယ်တစ်ဖက်ကျွန်တော်ဒီဆက်တာဘီကိုရဲ့နောက်ဆုံးကစားခဲ့တဲ့ဒီပွဲစဉ်မှာဆိုရင်တော့မှသူရီရဲကိုမှသူကံမကောင်းလို့ရှုံးခဲ့တယ်လို့ပဲပြောလို့ရတယ်အဲ့ပွဲစဉ်မှာဆိုရီရဲကိုလုံးဝတူတူတတိုင်းပြန်ပြီးတော့ကစားနိုင်တာ brother တို့အဲ့တစ်ချက်တော့ညီကိုတို့တတိထားရမယ်ပြီးတော့လက်ရှိဒီဆက်တာဘီကိုအင်ကွင်းတင်းဖွန်အားအရာကလည်းဒီတော်တော်လေးဒီကောင်းတဲ့အထဲမှာပါတယ်ဘာလို့ဆိုဒီလက်ရှိကျွန်တော်တို့ play off မှာဗျဒီပါလဲကျွန်တော်တို့ Royal play off မှာပါဟိုဒီ penalty cost ကိုမှသူနှစ်ကြော်လို့သူနိုင်ခဲ့ပြီးတော့မှသူဒီအဆင့်ကိုရောက်လာတာသူအနေနဲ့ဒီဆက်တာဘီကိုအနေနဲ့ဒီဖလားရရင်တော့ကျွန်တော်တို့ဒီ UEFA ဝင်ခွင့်ရဖို့အတွက်တော့ဒီမျှော်လင့်ချက်တော့ရှိသေးတယ်ဒါပေမဲ့လည်းကျွန်တော်ကတော့မဖြစ်နိုင်ဘူးလို့တော့ကျွန်တော်ယူဆမိတယ်ကျွန်တော်ဒီပွဲစဉ်ကိုတော့ဒီနှစ်ဖက်သွင်းကိုတော့ကျွန်တော်မြင်ရလိမ့်မယ်လို့တော့ကျွန်တော်ယူဆမိတယ်ဟိုအနည်းဆုံးနောက်ဆုံးဆော့ထားတဲ့ကျွန်တော်တို့ဒီဆက်တာဘီကိုကျွန်တော်အိမ်ဝင်းပွဲစဉ်ဒီကြည့်ရမယ်ဆိုရင်တော့မှအိမ်ဝင်းမှာ Real ကို1-2ဆိုသူရလက်နဲ့သူရှုံးတယ်ပြီးတော့ကျွန်တော်တို့ဒီဘာယော့ကောက်ကိုမှသူ2-0ဆိုရလက်နဲ့သူနိုင်တယ်တစ်ချက်တတိထားမှာက brother တို့ဒီအနည်းဆုံးသူ့အနေနဲ့တပွဲမှာတကူလောက်ကတော့ပြန်ပြီးတွင်းနိုင်တဲ့အနေထားမှာရှိတယ်ကျွန်တော်ဒီ Lion ဆိုတာကလည်းအခုလက်ရှိကကျွန်တော်တို့ဒီအမှတ်ပေးစရာအရာဒီပြင်းတဲ့တူကူမှာတော့မှအခုလက်ရှိဒီအမှတ်ပေးစရာမှာအဆင့်၄မှာရှိတယ်ကျွန်တော်24ပွဲ25ပွဲကစားတယ်ကျွန်တော်14ပွဲလောက်ထိနိုင်တယ်ဒီ၄ပွဲတက်ရည်နဲ့9ပွဲရှုံးထားတယ်ရာကူဂိုး40ရှိတယ်ပြန်ပြီးကိုက29ဂိုးပဲရှိတယ်ဒီတစ်ချက်ကြည့်ရမယ်ဆိုရင်တော့မှဒီ Lion နောက်ဆုံးကစားခဲ့တဲ့ဒီပွဲစဉ်တွေမှာသူ Paris FC ကိုမှသူ1-1ပြီးတော့ကျွန်တော်တို့ဒီ lens ကိုတော့ကျွန်တော်တို့ဒီကိုပါပြင်းတဲ့ဖလားမှာတော့ဒီ penalty ကနေပြီးရှုံးပြီးတော့သူထွက်ခဲ့ရတယ်နောက်ဆုံးမာဆေးကိုမှ3-2ကျွန်တော်အဝေးကွင်းကနေပဲပြီးတော့ဒီ Central Box ကိုမှဒီ3-1ပြီးတော့ကျွန်တော်တို့ဒီ Nantes ကိုမှ1-0ဆိုတဲ့ရလနဲ့အဲ့လိုမျိုးနိုင်ခဲ့တာဒီရှိတယ်ဒီတစ်ချက်ကိုကြည့်ရင်တော့အနည်းဆုံးကျွန်တော်ဒီပွဲစဉ်ကိုတော့ဒီပထမပိုင်းလောက်မှာနေပဲကျွန်တော်1-1တပေါက်ကနေစပြီးကြည့်ရမယ်လို့ကျွန်တော်ယူဆမိတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲစဉ်ကိုတော့ကျွန်တော်ရဲ့ဒီစိတ်ကြက်အရာကျွန်တော်ကိုပေါင်းအပေါ်ကျွန်တော်တစ်ချောင်းလေးကိုပဲကျွန်တော်ရွေးချယ်ကြည့်နေတယ်ညီကိုတို့အကြိုက်တူမှာ live ဆော့ပါဟုတ် brother ကျွန်တော်ဒီတတိယပွဲစဉ်ကတော့ကျွန်တော်ဒီ line နဲ့ကျွန်တော်တို့ဒီ Aston Villa ပွဲစဉ်အခုလက်ရှိ Aston Villa ကကျွန်တော်တို့ဒီအဝေးကွင်းကနေမှ level အနှုတ်40ဆိုပြီးတော့ပေးထားတယ်ကျွန်တော်ဂိုးပေါင်းစိတ်က2အနှုတ်80ဆိုပြီးတော့ကျွန်တော်ဈေးတန်းတစ်ရက်ကိုပေးထားတယ်ဒီပေးထားတဲ့ဒီဈေးတန်းအရာကျွန်တော်တို့ line ကလည်းအခုလက်ရှိမှာကတော်တော်လေးဒီကောင်းနေတဲ့အသေးတင်းထဲမှာပါတယ် brother တို့လက်ရှိနောက်ဆုံး line ကစားနေတဲ့ဒီပွဲစဉ်မှာကြည့်ရမယ်ဆိုတော့ Lorient ကိုမှနောက်ဆုံးအင်ကွင်းကနေမှ1-1ကျွန်တော် Nantes ကိုမှဒီ1-0ကျွန်တော်တို့ဒီ Europa League မှာတော့ကျွန်တော်တို့ဒီနိုင်ထားတဲ့ပွဲစဉ်တွေလည်းရှိခဲ့တယ်ကျွန်တော်အန်ကာကိုမှ 0-1လက်ရှိဒီလိုင်လီရဲ့ဒီခြေလွမ်းအရာက brother နည်းနည်းလေးဒီအစဉ်ပြေနေတဲ့အထဲမှာပါတယ်ဘာလို့အိမ်ဝင်းတင်းဖောင်အရာမှာလည်းတော်တော်လေးဒီကောင်းနေတဲ့အထဲမှာပါတယ်တစ်ဖက်ကျွန်တော်တို့ဒီ Aston Villa ဘက်ကိုကြည့်ရမယ်ဆိုရင်တော့မှလက်ရှိဒီတော်တော်လေးကိုမှဒီခြေပြက်နေတဲ့အထဲမှာလည်းပါတယ်ကျွန်တော်ဒီကွင်းလေကိုကျွန်တော်ခက်စစ်ကောကကျွန်တော်ဂိုးတွေပြန်ပြီးပေးနေရတယ်ကျွန်တော်နောက်ဆုံးဒီ Aston Villa ရှုံးခဲ့တဲ့ဒီပွဲစဉ်တွေဆိုကြည့်ရမယ်ဆို Chelsea ကိုမှသူအိမ်ကွင်းကနေပြီးမှ1-4ဆိုတဲ့ရလက်နဲ့သူဂိုးပြက်သူရှုံးတယ်ဒီလုံးဝဒီ EPL မှာကျွန်တော်တို့ဒီ Testing ဆောင်တာ Uber Hanan ကလည်းအိမ်ကွင်းကနေ2-0ဆိုတဲ့ရလက်နဲ့သူနိုင်ခဲ့တယ်အဲ့တစ်ချက်ကြည့်ရမယ်ဆိုတော့ Aston Villa အနေနဲ့ကကျွန်တော်ဒီလက်ရှိနောက်ဆုံး၄ပွဲဆက်လောက်ကြီးအထိကျွန်တော်တို့ဒီနိုင်ပွဲပြောက်နေရလေးတွေရှိတယ်ကျွန်တော်လူမစုံတာလည်းပါရင်ပါလိမ့်မယ် brother တို့တစ်ဖက်ကြည့်ရမယ်ဆိုရင်တော့မှဗီလာအနေနဲ့ကျွန်တော်ဒီပွဲစဉ်ပြီးသွားရင်ကျွန်တော်တို့ Man U နဲ့ကလည်းဒီထပ်ပြီးတော့ကစားရမယ်သူအနေနဲ့ဒီတော်တော်လေးပွဲချက်နေတဲ့အထဲမှာတော့ပါတယ်ဘာလို့အဲ့လိုပြောလဲဆိုတော့ဒီ Aston Villa လက်ရှိကျွန်တော်တို့ဒီ EPL အမှတ်ပေးဇယားမှာအဆင့်၄မှာရှိတယ်တကယ်လို့ကျွန်တော် Man U နဲ့ထပ်ပြီးတော့အိမ်ဝေးကွင်းကနေပြီးထပ်ပြီးတော့ကစားရမယ်တကယ်လို့ Man U နဲ့ရှုံးခဲ့ရင်တော့မှသူ့အနေနဲ့ဒီဥရောပဝင်ခွင့်ရဖို့အတွက်ကလုံးဝမတိကြတော့ဘူးဒီတစ်ဖက်ကျွန်တော် Lightly ကိုကြည့်ရရင်တော့မှအခုလက်ရှိဒီ Aston Villa နဲ့ရှင်ပြီးပြောရမယ်ဆိုရင်ဟို EPL ကဥရောပအသင်းကိုတော့ဒီရှင်မပြောချင်ပေမဲ့လည်းအခုလက်ရှိဒီ Lightly ကတင်းဖောင်အားအရာမှာတော့နည်းနည်းလေးပိုတာတယ်လို့ကျွန်တော်ယူဆမိတယ်ဘာလို့ဆိုအခုလက်ရှိဒီပေးထားတဲ့ဒီဇယားအရာ sorry ဒီပေးထားတဲ့ဒီဈေးနဲ့အရာမှာဆိုရင်တော့မှကျွန်တော်ကတော့ဒီ Villa အနေနဲ့ level 40လောက်ကတော့ဒီမဖြစ်သင့်ဘူးလို့တော့ကျွန်တော်ယူဆမိတယ်အခုလက်ရှိ line ကလည်းဒီပွဲစဉ်မှာကျွန်တော်တို့ဒီအရင်ပွဲစဉ်တွေမှာဆိုရင်တော့မှတကိုးရခဲ့ပေမဲ့လည်းသူ 1C 2C တကယ်တော့သူဂိုးရခဲ့တော့မှဒီခန်းစစ်ကုန်ပါလုံးဝပိတ်ဆော့ပြီးတော့သူကန်ချင်းလို့ကန်သွားတဲ့အသင်းကျွန်တော်ဒီပွဲစဉ်ကိုတော့ကျွန်တော်ဒီဂိုးပေါင်းအရာတော့ကျွန်တော်ရှောင်လိုက်မယ် brother တို့ဒီအနှစ်အနှုတ်80အရာကကျွန်တော်နည်းနည်းလေးတော့ဒီတိတ်ကျွန်တော်ရဲ့အရာမှာတော့ကျွန်တော်မကြိုက်တဲ့ထဲမှာတော့ပါတယ်ဘာလို့ဆိုတော့ကျွန်တော်ညီကိုတို့သိတဲ့အတိုင်းပဲကျွန်တော်တို့ဒီ Italy အသင်းက club တွေကလည်းအနည်းဆုံးဒီနှစ်အနှုတ်တွေလောက်ပဲဂိုးပေါင်းသေးကပေးနေတယ်ဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီပွဲစဉ်ကိုလည်းကျွန်တော် Lightly နဲ့ Aston Villa ပွဲစဉ်ကျွန်တော် body ကိုပဲကျွန်တော်ရွေးချယ်ကြည့်ခြင်းနဲ့ပြီးတော့ဒီ Lightly ကလည်းအခုလက်ရှိမှာအနည်းဆုံးတစ်လုံးလောက်တော့ဒီဂိုးပြန်သွင်းနိုင်လိမ့်မယ်လို့တော့ကျွန်တော်ယူဆမိတယ်ဘာလို့လဲဆိုတော့ဒီ Villa ရဲ့ဒီ Cancel Job
တော်ကကိုယ်တွေပြန်ပေးနေရတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့အနည်းဆုံးဒီပွဲစဉ်ကိုတော့ဒီ level 40အရင်ခံပြီးပဲကျွန်တော် Astron Villa Body ကိုပဲကျွန်တော်ရွေးချယ်ကြည့်နေတယ်ညီကိုတို့အကြိုက်တူမှသာ live ဆော့ပါကြိုက်မတူဆိုရင်တော့ back ကန်ပြီးကစားနိုင်တယ်ပြီးတော့ကျွန်တော်ဒီ Taiwan channel မှာကျွန်တော်လေးတင်ကတ်နဲ့ကျွန်တော်စိတ်ကြိုက်တပွဲကောင်းလေးတွေတက်လေးတွေကျွန်တော်တင်ပေးမယ်ညီကိုတို့စိတ်ဝင်စားလာရောက် join ဖို့ကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့ပြီးတော့ကျွန်တော် comment မှာ link လေးချပေးရမယ်ကျွန်တော်ဒီနေ့ညဒီ3ပွဲပေးခဲ့တယ်3ပွဲပေးခဲ့တဲ့မှာတော့ကျွန်တော်ဘောလုံးညနဲ့ကျွန်တော်ရိုမာပွဲစဉ်ကိုတော့ကျွန်တော်ဒီရိုမာဘော်ဒီကြိုက်တယ်ပြီးတော့ကျွန်တော်ဆက်တာဘီကိုနဲ့ကျွန်တော်လိုင်ယွန်ပွဲစဉ်ကိုတော့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုပဲကျွန်တော်ရွေးချယ်တယ်ပြီးတော့ကျွန်တော်လိုင်ဒီနဲ့ Astron Villa ကိုတော့ကျွန်တော် Astron Villa ဘော်ဒီနဲ့ပဲကျွန်တော် race ယူပြီးတော့ကျွန်တော်နေကြည့်ပါမယ်ဒီကိုတော့ကြိုက်တူမှသာ live ဆော့ပါကြိုက်မတူဆိုရင်တော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်အတိုင်း back ကန်ပြီးကစားနိုင်တယ်ကျွန်တော်တို့မနေ့ဖြန်ကြရင်တော့ကျွန်တော် EPL လက်တန်2ပွဲလောက်တော့ရှိမယ်အဲ့ပွဲစဉ်တွေနဲ့မှာကျွန်တော်အကောင်းဆုံးအနေနဲ့ပြန်လာခဲ့ပါမယ်ဒီညလည်းညီကိုတို့နိုင်နေပိုင်းနိုင်ကြပါစေခွတ်လာပါဗျ